မင်္ဂလာပါအမကတော့ဒီနေ့ JCU campus မှာမြန်မာကျောင်းသားလေးနည်းနည်း live interview မှာဆိုတော့အမတို့လိုက်ခဲ့ပြီနော်မင်္ဂလာပါquestion နည်းမေးမယ်နော်မောင်လေးတို့ကတော့ study abroad လုပ်ဖို့လားမသိဘူးဒါ first time ပဲဗျ first time အခုဒီမှာ first time ဒီမှာ JCU တာတက်တာဆိုတော့ရင်တော့မရှိဘူးလောက်ခဲ့ဖို့ရှင်ဒါပထမအောင်ဆုံးပါမလုပ်ဖို့ရှင်ဒါပထမဆုံးချိန်ပါဒါ first time ဗျအမဒါပထမဆုံးမှာJCUမှာစင်ကာပူမှာကျောင်းတက်တာပထမဆုံး Hello နည်းနည်းမေးခွန်းလေးမေးမယ်နော်ဘာလို့စင်ကာပူရွေးခဲ့ရလဲကိုက Australia ပွဲလေလို့ရှိတယ်ဒါပေမဲ့မိဘတွေကလည်းအဝေးလေးမပို့ရှင်မြန်မာနိုင်ငံနေနေနာပဲပေါ့နော်ပြီးတော့စင်ကာပူမှာဆိုလို့ရှိရင်ဒါ James Cook ကဒါနာမည်ရထားတဲ့ University ဖြစ်တဲ့ကြောင့်မလို့ကြီးအောင်ဖြစ်တာပါရှင်စင်ကာပူရွေးချယ်ခဲ့တာဆိုတာကစင်ကာပူရဲ့ပညာရေးကအေရှားမှာလည်းတော့ဖြစ်တယ်လို့နိုင်ငံနဲ့လည်းနီးရဲ့အဲအတွက်ကြောင့်မိဘတွေကလည်းဒီမှာ safety ဖြစ်တဲ့အတွက်ကြောင့်စိတ်ချလို့ရွေးချယ်ခဲ့တာပါရှင်စင်ကာပူဆိုတာထက်ဟိုပေါ့ဒီတငယ်ချင်းကလည်းဒီမှာဒီ JCU မှာကျောင်းလာတက်တယ်ဆိုတော့ဒီ JCU ကစာသင်ပြရတယ်ကောင်းတယ်ပြီးတော့ဘယ်လိုပြောမလဲသူဟို campus life တွေလည်း campus life တွေပြေးသွားရဆိုတော့ကျွန်တော်ဒီစင်ကာပူလာဖြစ်တာဆိုတော့ဒီစင်ကာပူမှာရှိတဲ့ဒီ JCU ကိုကျွန်တော်အဓိကလာတက်ဖြစ်တာပေါ့ Hi အခုလက်ရှိ JCU မှာတက်ရတာရောအဆင်ပြေလားဟုတ်ပြေပါတယ် JCU ကအစကတည်းကကျောင်းသူတွေကိုအဲ့လိုရန် friendly ဖြစ်တဲ့အတွက်ပြီးရင် provide support တွေလည်းအများကြီးပေးတဲ့အတွက်အဆင်ပြေပါတယ်ယူမှာတက်တာတော်တော်လေးကိုအဆင်ပြေတယ်ဗျဟို convenient လည်းတအားဖြစ်တယ် transportation ကလည်းစင်ကာပူ infrastructure တအားကောင်းတာဆိုတော့ကျွန်တော်JCU ကျောင်းတက်ရတာအား convenient ဖြစ်ပါတယ်ပြီးတော့ဒီမှာရှိတဲ့ canteen တွေstudy hub တွေအကုန်လုံးတော်တော်စနစ်ကြတာဆိုတော့ကျောင်းသားတွေတော်တော်ဆင်ပြေတယ်ပြောဖို့ကောင်းပါတယ်သူငယ်ချင်းတွေအများကြီးလည်းရတယ်ပြီးတော့တရားမြန်မာ community club မှာလည်းပါဝင်တဲ့လူဖြစ်တဲ့အတွက်ကြောင့်မြန်မာ student တွေအများကြီးနဲ့လည်းချိဆက်ခွင့်ရတဲ့အတွက်အိမ်လွမ်းတာလို့ဘာလို့လဲမရှိတော့ဘူးပေါ့နော်ခင်ဗျာဟိုသွားလာတော့ပြီးတော့ဒီမှာစာသင်ပြီးတဲ့ဒီဆရာဆရာမတွေကလည်းဘယ်လိုပြောမလဲဒီတေးကြဟိုသင်ပြီးရပေါ့နော်ဆိုတော့ဟိုဘယ်လိုပြောမလဲဒီကြသင်ပြီးရဆိုတော့ဘယ်လိုပြောကိုကဟိုခဏအချိန်ခဏနဲ့ဘယ်လိုပြောနားလဲရပေါ့အဲ့လိုစာတခုဆိုတော့ Hi မေးခွန်းလေးနည်းမေးမယ်နော် study break တွေဆိုရင်ဘာလို့ဖြစ်လဲမသိဘူး study break တွေထဲမှာကျွန်တော် study break မှာဆိုရင်တော့ကျွန်တော်academic တွေနည်းနည်းပြင်တယ်ပေါ့ဒါပေမဲ့များသောအားဖြင့်ကတော့ break ဆိုတဲ့အတိုင်း break ဖို့ပဲစဉ်းစားတာပေါ့ဒီနေ့ဟို off campus activity တွေလုပ်တယ်ဟိုတကယ်ချင်းနေ hang out လုပ်ဖို့သွားတယ်အခုဆိုဒီ break မှာဆိုကျွန်တော်မလေးရှားသွားဖို့တော့ပြင်ထားတာရှိရတယ် study break ဆိုရင်တော့ကျွန်တော်အရှိမသင်ပြီးခဲ့တဲ့ဟာတွေကိုကျွန်တော်ပြန်ပြီးတော့ဒီ revision ပြန်လုပ်တယ်ပြီးတော့နောက်ထပ်ဖြေရမယ်ဒီ exam တွေ test တွေအတွက်ကျွန်တော် prepare လုပ်ပါတယ်ပုံမှန်ညီမ study break တွေဆိုရင်ဘာလို့ဖြစ်လဲမသိ study break ဆိုလို့ရှိရင်လို့တငယ်ချင်းတွေနဲ့လို့စားအကျိတ်အတွက်ကြောင့်မလို့ဒီနနာအဲ့လိုမျိုးပေါ့နော်အစားတောက်ဆိုင်ကောင်းလေးတွေရွှေဖြစ်တယ်ပြီးလို့ရှိရင်အဲ့လိုမျိုး hang out ပေါ့တငယ်ချင်းတွေလို့ဖြစ်တယ်ပြီးတော့အဲ့လိုမျိုးဒီကြောင်ပေါက်စားလဲအဲ့လို revision တွေလည်းပြန်ရတာပေါ့ဟုတ် study break ကတော့ပုံမှန်ဆိုရင်တော့အခန်းထဲမှာပဲassignment တွေကိုရင်ပြအောင်လုပ်တယ်ပြီးတော့မှဒီမှာရှိတဲ့ relative တွေနဲ့တူတူEast Coast တို့ဒါမှမဟုတ် Hajilin တို့တူတူ hang out လုပ်ဖြစ်တယ်ရှင်ကြောင့်ညီမဒီ study break တွေဆိုလို့ရှိရင်ရောဘယ်လိုသွားဖြစ်လဲစင်ကာပူကကြတော့လေအခြား country နဲ့လည်းနေရမလေးလို့အင်ဒိုနီးရှားအဲ့လိုမျိုးဟာတွေနဲ့လည်းနေရတဲ့အတွက်ကြောင့်ဟိုသွားလိုက်တာနဲ့လွယ်တဲ့မလေးလို့အဖက်ချမ်းတွေတော့လည်းသွားဖြစ်ပါရဲ့ရှင်